82နှစ်မြောက်တပ်မတော်နှင့်စေရေးပြအခမ်းအနားမှာပါဝင်ချီတက်စေရေးပြကြမယ်။စေရေးပြစစ်ကြောင်းကြီးများဟာမတ်လ25ရက်ညနေပိုင်းမှာနေပြည်တော်စေရေးပြခွဲမှာဝိဆုံပြေစေရေးပြလေ့ကျင့်မှုများဆောင်ရွက်ကြပါတယ်။အဲဒီလိုလေ့ကျင့်နေမှုများကိုနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်သာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့အတူတာဝန်ရှိသူများကတွားရောက်ကြည့်ရှုစစ်ဆေးပါတယ်။နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်သာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များဟာအလံတော်အဖွဲ့နှင့်စေရေးပြစစ်ကြောင်းများရင်ရန်တရားများ၏စေရေးပြကွင်းတွင်ခြိတက်ဝင်ရောက်နေရာယူမှုများ82နှစ်မြောက်တပ်မတော်နှင့်စေရေးပြကဏ္ဍသို့တက်ရောက်လာကြမဲ့ဧည့်သည်တော်ကြီးများအတွက်ထိုင်ကုန်နေရာချထားမှုများမြင်းစည်းတက်ခွဲနှင့်အရေးကြီးပုဂ္ဂိုလ်ရှင်တန်းဝင်ရောက်နေရာယူမှုများကိုဦးစွာကြည့်ရှုစစ်ဆေးပါတယ်။တပ်မတော်လေမှလေရင်ရဟတ်ရင်များ၏အချိန်ကိုင်းအုပ်ဖွဲ့ပြန်တန်းလေ့ကျင့်မှုများအလံတော်အဖွဲ့နှင့်စစ်ကြောင်းတက်ခွဲများရဲ့ဝေစားစင်ရင်မှုဆိုင်ရာများစေရေးပြအလံများစေရေးပြလက်နက်ငယ်များနဲ့စိုးဝတ်တစားများပြင်ဆင်ထားရှိမှုစေရေးပြတက်ခွဲအသီးသီးရဲ့စေရေးပြလှုပ်ရှားမှုများနဲ့ဂုဏ်ပြုအမြောက်တပ်ဖွဲ့တို့ကိုအသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးပြီးလိုအပ်တာများကိုတာဝန်ရှိသူများနဲ့ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။အဆိုပါစေရေးပြအခမ်းအနားမှာတပ်မတော်ကြီးရည်လင်းနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှအရာရှိစစ်သည်များအမျိုးသမီးတပ်ဖွဲ့ဝင်များအထူးတာဝန်တပ်ဖွဲ့ဝင်များရင်ရန်တရားများတပ်မတော်လေမှလေရင်ရဟတ်ရင်များပါဝင်တယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။